အခုဒါကျွန်တော်ခုထုတ်တာဖူဆိုဆက်တစ်ပတ်ခွဲမန်နူတဲ့8ချက်တက်တူဂီယာပေါ့ဒါကျွန်တော်ကြည့်ဝယ်ယူအားပေးထားတော့ကျွန်တော်ဒီမျိုးတွေကစံပြကားပြည်စီဆိုင်ပေါ့နော်စံပြကားပြည်စီဆိုင်စံပြကားပြည်ဆိုင်ဒါကျွန်တော်ကျန်တဲ့ဝယ်ယူအားပေးတယ်စံပြကားပြည်ဆိုင်ဆိုတော့အဓိကအင်ဂျင်ပစ္စည်းပဲရောင်းတာပေါ့ဗျာဂီယာဘောက်ခုလိုအပ်လာတဲ့ခါကျသူကစတမာတွေအတွက်ဒါကျွန်တော်ကျန်တဲ့ဂီယာဘောက်ကိုဒါလန့်ပြီးဝယ်ယူအားပေးတာပေါ့ဗျာအန်ကြီးလေးမင်းကောင်းနေတာတကူတစ်ခါလေးလုပ်ပေးလိုက်တဲ့အခုလာမကြည့်တော့ဘူးတဲ့ပစ္စည်းကောင်းလာလုပ်ပေးလိုက်ဆိုတော့ပစ္စည်းကမြင်တော့ပဲတိုင်းပဲအပေါ်ဘုံလေဂီယာကလပ်အိုးမိုင်းလေကောင်းကလပ်ထိုးတာစပရင်ရစာအပါအားလုံးပစ္စည်းအစုံတာကျွန်တော်တေချာလေးလုပ်ပေးရတယ်ပေါ့ဗျာကိုကြီးကသူရှမ်းတဲ့စင်တာကျွန်တော်ရှမ်းပြည်နယ်ဟောပို့ပြအောင်များတယ်ပေါ့နော်ရှမ်းပြည်နယ်တောင်ပိုင်းပေါ့နော်မြောက်ပေါ်ရှမ်းပြည်နယ်ရှေ့ပိုင်းပေါ့ရှမ်းပြည်နယ်တောင်ပိုင်းဘက်ကိုပို့ပြအောင်များတယ်နော်အဲ့တော့ကျွန်တော်စိတ်ချယုံကြည်သွားတဲ့ဝယ်ယူအားပေးတဲ့စံပြကားပြည်ကိုတန်းစီုံနဲ့ကျေးဇူးအများကြီးပဲတင်ပါရနော်အခုဂျပန်ကပစ္စည်းအတန်မျိုးလိုချင်တယ်ဆိုတော့မန်လေးစက်မှုမှာရှိတဲ့ကိုမြင့်နိုင်နေညီများကားပူကြီးတိုင်းမှာစိုင်းမှာစိတ်တန်းကြလာရောက်ဝယ်ယူအားပေးလို့ရသလိုအဝေးကနေပြီးတော့လည်းယုံကြည်စိတ်ချသွားတဲ့အခုလိုပဲစိုင်းသမားရှင်းနေကျွန်တော်ချန်နေပြီးတော့ယုံကြည်သွားတဲ့လည်းဖုန်းဆက်ပြီးတော့လည်းမှာယူပေးမယ်လို့ရပါတယ်နော်ဝယ်ယူအားပေးသူတယောက်စီအောင်ကျေးဇူးအများကြီးပဲတင်တယ်လို့ကြီးစုအားပေးသူတယောက်စီအောင်လည်းကျေးဇူးအများကြီးပဲတင်ပါတယ်နော်ကဲဆိုကျွန်တော်ဒီစိုင်းသမားတွေတော့ကိုရှိမှမရှိတဲ့ပစ္စည်းတွေအကေလိုလာတဲ့ခါကျရင်ယုံကြည်သွားတဲ့ကျွန်တော်ညနေဝယ်ယူအားပေးလို့စိုင်းသမားဆိုတော့ကျွန်တော်တစ်စင်းနည်းနည်းတော့ကျွန်တော်ဟိုလုပ်ပေးအောင်လေဈေးတော့ကျွန်တော်နည်းနည်းပို့လျှော့ပေးတယ်ဟောတဲ့ဈေးပုံစံကျွန်တော်လုပ်ပေးအောင်နော်ပစ္စည်းကိုလည်းကျွန်တော်ကစတမာလက်ထည့်လိုက်တဲ့ပုံစံတိုင်းကိုပဲကျွန်တော်ပစ္စည်းကိုစုံလင်သွားနဲ့လာကြည့်ရမလို့တေချာပြီးပြီးကျွန်တော်တစ်ခိုင်းလုပ်ပေးလိုက်တယ်ပစ္စည်းကတော့စုံမယ်နော်အမြင်တော့ပဲပစ္စည်းကြည့်လိုက်တော့အပေါ်ဘုံလေဂီယာကလအိုးမိုင်းလေးကောပို့သွားကိစ္စတာပို့သွားပစ္စည်းရတာကျွန်တော်တို့ကအဓိကဟိုလုပ်ပေးတယ် view site ပြီးလုပ်ပေးထားတာဟောရဒီအောင်လည်းတန့်နေဗျာတော့မိုက်တယ်ကလအိုးလည်းတော်လတ်မိုင်းလေကောင်းတစ်ခါရပါပြီးသားပစ္စည်းကတော့စုံမယ်နော်ဟုတ်တယ်ဒါရှမ်းရှိကိုသွားမှာပေါ့ဗျာအဓိကတော့ဒါရှမ်းရှိကိုပို့ပေးရမှာပေါ့ရှမ်းတောင်သွားမှာပေါ့ရှမ်းရှိကိုသွားမှာရှမ်းရှိကိုသွားမှာအဝေးကိုသွားမှာဆိုတန်တာကလည်းများတယ်ဟောကျွန်တော်တို့ကပစ္စည်းကိုသာတေချာလေးစီစစ်ပြီးတော့လုပ်ပေးထားတယ်တော့ဗျာကဲပစ္စည်းတန်ပြတ်မှုနဲ့ပစ္စည်းစုံလင်တော့ဘာတွေပါလဲဆိုတစ်ချက်တော့ကြည့်လိုက်ရနော်ပစ္စည်းကတော့တန့်နေဗျာအစီရေတော့ကလပ်အဆွဲတော့အစီဟုတ်ရကလပ်အဆွဲကြည့်ရပါနော်ဆောင်းဒါဒီကလပ်ကဒီလိုစောင်းနေဒါဒီလိုမျိုးစောင်းနေတာကလပ်ကအဆွဲခေါ်တယ်ဒါဆွဲခေါ်နော်ကလပ်ဖင်းကရက်တောင်နဲ့လာမှာပေါ့နော်ဒီကလပ်ကလိုတဲ့ဖြစ်နေမယ်လို့ဒဲလာတယ်ဆိုတော့ကလပ်အတွန်းအဲဆိုတော့မောင်းဖင်းကလည်းလာတော့ပါဗျာဒါဆိုကလပ်အဆွဲလို့ခေါ်တာပေါ့ကျော်ပါလေးတစ်ခါတော့လှည့်ပြအောင်ဒါလှည့်ပြပြီးပါဗျာကြည့်လိုက်နော်မိုက်တယ်ဗျာသူဆိုစရပါခွဲမန်နူရ8ချက်1ချက်မရှိတဲ့8ချက်ဂီယာပေါ့ပဲဗျာဟုတ်တယ်စင်လာမပြတ်ဘူးဗျာအစီကျေးဇူးအများကြီးတင်တယ်ဗျာဒီစီကတော့လုံးဝစုံမဲ့ဗျာမိုက်ရပါ